ငါလည်းမင်းတို့ရွာနေရတော့စိတ်ချင်းရလာပြီဘာလို့လို့ဗျာမင်းတို့ရွာနာမည်ကလည်းရွာနာမည်ကဂွေးကြီးရွာရဲ့ကွာတင်ပါဗျာဘာဖြစ်လို့လဲအနောက်ဘက်ရွာနေပြီးတော့ငါဇာရေးတာမဲ့ဖောက်ဖို့ဆိုပြီးထုံးလုံးပင့်တော့ငါကြွသွားတင်ပါဗျာဦးကမိုင်းနဲ့ဟိုခေါ်တဲ့နိဗ္ဗာန်ဆိုတာငါ့ကိုပင့်တာဘလို့ပင့်မှလဲဘလို့ပင့်တာတော့ဗျာဂွေးကြီးဆရာတို့ကြွတော်မူပါဗျာဆိုတော့ငါမင်းရှေ့မထွက်ရဘူးမောင်လားရီတော်တောက်မတော်ရတော့ဘူးရီကူတောက်မတော်ရလားငါအကြောင်းသားလည်းမရှိငါတို့တို့ကကြငါအဲ့မဲလဲသွားနိုင်နေလို့သူတို့လောင်းနေဆွမ်းလဲငါမခံတော့ပြန်ချတာအဲ့ဒါဆိုဆရာတော့နာမည်လေးပါလေဘွယ်ပြောင်းပါလားဗျာဟောမင်းလုံးတာပေါ့ကွာအဲ့ဂွေးကြီးဆရာတော်ဆိုတဲ့နာမည်ပြောက်အောင်လို့ဆိုပြီးငါကြောင်းနဲ့ကိုတော်မီစီတီတဲတာဩကိုတော်မီဆရာတော်လို့ဖြစ်အောင်လို့အေးပေါ့အဲ့ဒီကိုတော်မီတဲမှာပိုးဆိုးသွားပြီဟာဘလူဆိုးတာတော့ဟာဆွန်းလုံးပင်းတဲ့ပုဂ္ဂိုလ်ကဇာရေးတံမင်းနိုင်အောင်ဆိုပြီးဘလို့ပင်းမှတ်တော့ဘလို့ပင်းတာတော့ဗျာကိုတော်ကြီးဂွေးကြီးဆရာတော်ကြွတော်မူပါဗျာဆိုတော့ဟာပိုးဆိုးသွားတာပိုးဆိုးတာပေါ့ဗျာဒီသားရဲ့ကံများဆိုးကျင်တော့ကွာကံတာလည်းနေလုံးတော့သူတို့စီကရွာတယ်လေးကဇာရေးတံမင်းဖောက်တဲ့ကကြတော့သူကပယုတ်စီဘူးလေးတွေနာကျူဘူးလေးတွေအချီဘူးလေးတွေဒါလေးဖောက်တာကိုတင်ပါဗျာငါကဆိုးကျင်တော့အဲ့ကမုန်းနာကျူဘူးသွားတော့တင်ပါဗျာဟိုမိုင်းနဲ့ပညာတဲ့လူကဘယ်လိုပညာမှတ်တော့ဘယ်လိုပညာတော့ဗျာကိုတော်ကြီးဝေးကြီးဆရာတော်နာဘူးပါဗျာတဲ့ကဲငါမင်းတို့ကမနေချင်တော့ကွာ